Hello မင်္ဂလာပါနော်ဒီနေ့ရှင်ယောဟန်အခန်းကြီး၄တက်မှ54ကိုအတူတူလေ့လာကြရအောင်ရှင်ယောဟန်အခန်းကြီး၄တက်မှ54ယေရှုသည်ကိုယ်တိုင်ဗတ္တိဇံကိုပေးတော်မမူတပည့်တော်တို့သာလျှင်ပေးကြတော်လဲယေရှုသည်ယောဟန်ထက်တာ၍များတော်သူတို့ကိုတပည့်တော်ဖြစ်စေ၍ဗတ္တိဇံကိုပေးကြောင်းကိုဖာရိရှဲတို့သည်ကြားပြီးဟုသခင်ဖျားသိတော်မူသောအခါယူဒပြည်မှထွက်သွား၍ဂါလိလဲပြည်သို့တဖန်ကြွတော်မူစဉ်တွင်ရှမာရိပြည်အလယ်၌ရှောက်သွားရ၏ယာကုပ်သည်မိမိသားယောသပ်အားပေးတော်မြေအကွက်နှင့်အနီးရှမာရိနယ်ရှုကာအမည်ရှိသောမြို့သို့ရောက်တော်မူ၏ထိုအရ၌ယာကုပ်ရေတွင်ရှိ၏ယေရှုသည်ခီးသွား၍ပင်ပန်းသောကြောင့်ရေတွင်နားမှထိုင်တော်မူ၏ထိုအချိန်သည်6 နာရီအချိန်ဖြစ်၏ရှမာရိမိန်းမတယောက်သည်ရေကပ်ခြင်းကလာ၍ယေရှုကငါတောက်ဖို့ရေပေးပါဟုထိုမိန်းမအားမိန့်တော်မူ၏အကြောင်းမူကားတပည့်တော်တို့သည်စားစရာကိုဝယ်ခြင်းကမြို့ထဲသို့တွားကြသည့်အခိုက်ဖြစ်သည်ထိုမိမကလည်းတင်သည်ယူဒလူဖြစ်လက်ပင်ရှမာရိမိမဖြစ်သောအကျွန်ုပ်ကိုအဘယ်ကြောင့်တောက်ဖို့တောင်းသည်ဟုဆို၏ဆိုဒီကြောင့်ကယူဒလူတို့သည်ရှမာရိလူတို့နှင့်ပေါင်းဖော်ခြင်းမရှိယေရှုကလည်းဖျားသခင်ကျေးဇူးတော်ကို၎င်းငါတောက်ဖို့ရေပေးပါဟုဆိုတော့သူကအဘယ်သူဖြစ်သည်ကို၎င်းတင်သည်တင့်လင်ထိုသူကိုတောင်းလိမ့်မည်ထိုသူလည်းအသက်ရေကိုပေးလိမ့်မည်ဟုပြန်၍မိန့်တော်မူသောမိမကတခင်၌ရေခတ်စရာမရှိရေတွင်လည်းနက်သည်ဖြစ်၍အသက်ရေကိုအဘယ်သို့ရပါမည်နည်းဤရေတွင်ကိုငါတို့အပယာကုတ်သည်ငါတို့အားပေး၏သူကိုယ်တိုင်မှစ၍တာသမီတိရစ္ဆာန်များတို့သည်ဤတွင်ရေကိုတောက်ကြပြီးတခင်သည်ထိုသူထက်ကြီးမြတ်တယ်လို့ဟုဆို၏ယေရှုကလည်းဤရေကိုတောက်တော်သူသည်နောက်တစ်ဖန်ရေငတ်ဥမည်ငါပေးသောရေကိုတောက်တော်သူမူကားရေငတ်ခြင်းနှင့်အစင်မပြတ်ကင်းလို့လိမ့်မည်ငါပေးသောရေသည်ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလို့ငါထွက်သောစမ်းရည်ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏မိမကလည်းသခင်ကျွန်ုပ်သည်ရေငတ်ခြင်းနှင့်၎င်းဒီကိုလာ၍ရေခတ်ခြင်းနှင့်၎င်းကင်းလွတ်မည်အကြောင်းထိုရေကိုပေးပါဟုတောင်းလျင်ယေရှုကသွားလော့တင်း၏လင်ကိုခေါ်၍ဒီကိုလာဦးလို့ဟုမိန့်တော်မူ၏မိမကလည်းကျွန်ုပ်၌လင်မရှိဟုဆိုရင်ယေရှုကလင်မရှိဟုသောစကားသည်မှန်၏အကြောင်းမူကားတင်၌လင်9 ယောက်ရှိဖူးပြီယခုတင်နေသောသူသည်တင်းလင်မဟုတ်ဤအရာ၌တင်သည်မှန်သောစကားကိုပြောပြီးဟုမိန့်တော်မူ၏ထိုမိမကလည်းသခင်ကိုတော်သည်ပရောဖက်ဖြစ်သည်ကိုကျွန်ုပ်ရိပ်မိပါ၏ကျွန်ုပ်တို့ဘိုးဘေးများသည်ဤတောင်ပေါ်၌ကိုးကွယ်လေးရှိကြ၏ယေရုရှလင်မြို့၌သာကိုးကွယ်ရမည်ဟုတင်တို့သည်ဆိုတတ်ကြ၏ဟုလျှောက်လျင်ယေရှုကအချင်းမိန်းမငါစကားကိုယုံလောဤတောင်တို့မလားယေရုရှလင်မြို့သို့မသွားဘဲခမဲတော်ကိုကိုးကွယ်ရမည်အချိန်ကာလယေရုရှလင်မြို့သို့မသွားဘဲခမဲတော်ကိုကိုးကွယ်ရမည်အချိန်ကာလရောက်ဆဲရှိ၏တင်တို့သည်ကိုမတီသောအရာကိုကိုးကွယ်ကြ၏ငါတို့သည်ကိုတီသောအရာကိုကိုးကွယ်ကြ၏အကြောင်းမူကားယူဒလူတို့သည်ကယ်တင်ခြင်းအကြောင်းရှိ၏ကိုးကွယ်သောသူမှန်သမျှတို့သည်ခမဲတော်ကိုနံဝဲခြင်းနှင့်၎င်းတစ္ဆာတရားနှင့်၎င်းကိုးကွယ်ရမည်အချိန်ကာလသည်လာ၍ယခုပင်ရောက်လက်ရှိ၏အကြောင်းမူကားထိုသို့ကိုးကွယ်သောသူတို့ကိုခမဲတော်သည်အလိုရှိတော်မူ၏ဖျားသခင်သည်နံဝိညာဉ်ဖြစ်တော်မူ၏ဖျားသခင်ကိုကိုးကွယ်သောသူတို့သည်နံဝိညာဉ်နှင့်၎င်းတစ္ဆာနှင့်၎င်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏မိမကလည်းမေရှိယကြွလာတော်မူသည်ဟုအကျွန်ုပ်သိပါ၏ရောက်တော်မူသောအခါအကျွန်ုပ်တို့အားအလုံးစုံတို့ကိုဖော်ပြတော်မူမည်ဟုလျှောက်ပြန်၏မေရှိယနှင့်ကခရစ်တော်ဟုဆိုလိုသည်ယေရှုကလည်းတင်နှင့်စကားပြောတော်သူသည်မေရှိယပင်ဖြစ်သည်ဟုမိန့်တော်မူ၏ထိုအခါတပည့်တော်တို့သည်ရောက်လာ၍ထိုမိမနှင့်စကားပြောတော်မူသည်ကိုအံ့ဩခြင်းရှိကြ၏သို့တော်လည်းအဘယ်လိုရှိသနည်းထိုမိမနှင့်အဘယ်ကြောင့်စကားပြောတော်မူသနည်းဟုအဘယ်သူမျှမလျှောက်ကြထိုမိမသည်လည်းရေအိုးကိုထားခဲ့၍မြို့ထဲသို့သွားပြေးလျင်အကျွန်ုပ်ပြုဟုသမျှသောအမှုရာတို့ကိုထုတ်ပေါ်သောသူကိုလာ၍ကြည့်ကြပါထိုသူသည်ခရစ်တော်မှန်လိမ့်မည်လောဟုလူများတို့အားပြောဆိုသောသူတို့သည်မြို့ထဲမှထွက်၍အထံတော်သို့သွားကြ၏မရောက်မီတွင်တပည့်တော်တို့ကအရှင်ဘုရားအစာကိုသုံးဆောင်တော်မူပါဟုတောင်းပန်ကြလျင်တင်တို့မတည်သောစားစရာသည်ငါ၌ရှိသည်ဟုမိန့်တော်မူ၏ထို့ကြောင့်တပည့်တော်တို့ကတစုံတယောက်သောသူသည်စားစရာကိုပို့ပြီးလောဟုအချင်းချင်းမေးမြန်းကြလျင်ယေရှုကငါ့ကိုဆေလွတ်တော်မူသောသူ၏အလိုတော်ကိုဆောင်ခြင်းသူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည်ငါစားစရာဖြစ်၏ယခုမှစ၍လေးလလွန်ပြီးစပါးရိပ်ရာကာလဖြစ်လိမ့်မည်ဟုတင်တို့ဆိုတတ်သည်မဟုတ်လောငါဆိုဒီကစပါးရိပ်ခြင်းအလို့ငါလေပြင်တို့သည်ယခုပင်ဝင်းမဲလက်ရှိသည်ကိုမျှော်၍ကြည့်ကြလောစပါးရိပ်တော်သူသည်အခကိုခံရ၍ထာဝရအသက်ရှင်ခြင်းအလို့ငါအသီးနှံကိုစုသိမ်း၏တို့ဖြင့်လင်ပြိုကျဲသောသူနှင့်စပါးရိပ်တော်သူတို့သည်အတူဝမ်းမြောက်ကြလိမ့်မည်တ
တူကပြုတ်ချက်ဤဥကစဘာယဤဟူသောစကားသည်ဤအရာ၌အမှန်ကြသည်တင်တို့သည်လေမလို့သောအရာ၌စဘာရိတ်စေခြင်းကတင်တို့ကိုငါစေလို့၏အခြားသောသူတို့သည်လေလုံးကြအခြားသောသူတို့သည်လေလုံးကြ၍တင်တို့သည်ထိုသူတို့၏အလုထဲသို့ဝင်ရကြ၏ဟုမိန့်တော်မူ၏ရှမာရိမိမကအကျွန်ုပ်ပြုဖူးသမျှသောအမှုရာတို့ကိုသူသည်ထုတ်ဖော်ပြီးဟုတည်တည်ခံသောစကားကြောင့်ထိုမျိုး၌နေသောရှမာရိလူများတို့သည်ယေရှုကိုယုံကြည်ကြ၏ထိုကြောင့်ရှမာရိလူတို့သည်အထံတော်သို့ရောက်လျင်မိမိတို့အရ၌နေတော်မူမည်ကြောင်းတောင်းပန်၏ထိုအရ၌နှစ်ရက်နေတော်မူ၏အခြားသောသူများတို့သည်နှုတ်ပတ်စကားတော်ကြောင့်ယုံကြည်၍ထိုမိမ့်မအားယခုဖြစ်လျင်ငါတို့သည်တင်းစကားကြောင့်သာယုံကြည်သည်မဟုတ်စကားတော်ကိုကိုယ်တိုင်ကြားနာရ၍ဤသူသည်လောကီသားတို့ကိုကယ်တင်တော်မူသောသခင်သည်ဟုသောခေတ္တအမှန်စင်စစ်ဖြစ်တော်မူကြောင်းကိုသိသည်ဟုဆိုကြ၏နှဲလွန်ကြည့်လျင်ထိုအရမှထွက်၍နာဇီယမြို့ကိုရှောင်လျက်ဂါလိလဲပြည်သို့ကြွတော်မူ၏အကြောင်းမူကားပရောဖက်သည်မိမိနေရင်းပြည်၌အတရေမရှိဟုယေရှုသည်ကိုယ်တိုင်တည်တည်ခံတော်မူ၏ဂါလိလဲပြည်သို့ရောက်တော်မူသောအခါဂါလိလဲလူတို့သည်ကိုတော်ကိုလက်ခံကြ၏အကြောင်းမူကားထိုသူတို့သည်ယေရုရှလင်မြို့၌ခံသောပွဲသို့ယေရုရှလင်မြို့၌ခံသောပွဲသို့တွားတတ်သဖြင့်ထိုပွဲအတွင်းတွင်ပြုတော်မူသမျှတို့ကိုမြင်ခဲ့ကြ၏ယေကိုစပိဖြစ်စေသောအရက်ဂါလိလဲပြည်ကာနာမြို့သို့တဖန်ကြွတော်မူ၏ကပေနောင်မြို့၌အမတ်တယောက်၏သားသည်အနာရောဂါဆွဲလျက်ရှိ၏ယေရှုသည်ယူဒပြည်မှဂါလိလဲပြည်သို့ရောက်တော်မူသည်ကိုထိုအမတ်သည်ကြားလျင်အထံတော်သို့တွား၍တေဂာနီဖြစ်သောမိမိသားစီသို့ကြွ၍အနာရောဂါကိုငြိမ်းစေတော်မူမည်ကြောင်းတောင်းပန်လေ၏ယေရှုကလည်းတင်တို့သည်နမိတ်လက္ခဏာနှင့်အံ့ဘွယ်သောအမှုတို့ကိုမမြင်ရလျင်ယုံကြည်ခြင်းမရှိကြဟုမိန့်တော်မူသောသခင်အကျွန်ုပ်သားမတင်မီကြွတော်မူပါဟုအမတ်လျှောက်ပြန်၏ယေရှုကလည်းတွားလောသင်၏သားသည်အသက်ချမ်းသာရပြီဟုမိန့်တော်မူ၏ထိုအမတ်သည်ယေရှုမိန့်တော်မူသောစကားကိုယုံ၍တွားလေ၏လမ်း၌တွားစဉ်တွင်မိမိငယ်သားတို့သည်ခီးဥကြိုလာ၍ကိုတော်၏သားသည်အသက်ချမ်းသာရပါပြီဟုကြားလျှောက်ကြ၏အဘယ်အချိန်၌တသက်ချင်းတို့ရောက်သည်ဟုမေးလျင်မနစ်9နာရီအချိန်၌ဖျားနာပြောက်ပါသည်ဟုလျှောက်ကြ၏ထိုအချိန်ကသင်၏သားသည်အသက်ချမ်းသာရပြီဟုယေရှုမိန့်တော်မူသောအချိန်ဖြစ်သည်ကိုအဘသိ၍ကိုယ်တိုင်မှစသောမိမိအိမ်သူအိမ်သားအပေါင်းတို့သည်ယုံကြည်ခြင်းသို့ရောက်ကြ၏ဤနမိတ်လက္ခဏာတော်ကယေရှုသည်ယူဒပြည်မှဂါလိလဲပြည်သို့ကြွသည့်နောက်ပြတော်မူသောဒုတိယနမိတ်လက္ခဏာဖြစ်သည်ရှင်ဟန်ခန်းကြီး4အငယ်1မှ54ကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရောက်စီတံဖျားရှင်ကောင်းချီးပေးပါစေဘိုင်ဘိုင်